အားလုံးပဲမင်္ဂလာပါဒီကနေ့လေးလာစူးစမ်းမယ့်အစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့မှာတော့တာမန် law of attraction အဆင့်ကနေကြော်လွန်ပြီး advanced law of attraction ကိုခေါ်တဲ့အဆင့်မြင့်စွမ်းငန်အိုင်နီယာမနောင်ကွယ်အားအလွန်တိကျတဲ့တိုင်းတာလို့ရတဲ့အလုပ်လုပ်ပုံအဆင့်ဆင့်နဲ့အသေးစိတ်အချက်လက်တွေကိုတကယ့်ကိုအကျိတ်အနယ်ဖုံထုတ်ဖော်ကြမှာပါကဲဒီနေ့သွားမယ့်အစီအစဉ်လေးကိုအကြမ်းပြင်းကြည့်လိုက်ရအောင်အခြေခံတဲ့အဆင့်မြင့် operator ပါကွာလေ FTBA ဆိုတဲ့လောအချက်ကပါလေ we do have the body စကလုံးတွေရဲ့သိပ္ပံနည်းကျအစွမ်းအားဟိုအိုပိုနိုပိုနိုနီလန်ရဲ့တဲရောက်မှုနဲ့နောက်ဆုံးကတ်သက်ထားတဲ့ယုံကြည်မှုတွေကိုဘယ်လိုချိုးဖျက်မလဲဆိုတာတွေကိုအသေးစိတ်အစဉ်လိုက်လေ့လာသွားကြပါမယ်ဟုတ်ပြီအပိုင်းတိအနေနဲ့အခြေခံတဲ့အစင်မြင့်ဥပဒေတာကွာခြားချက်ပေါ့ထာမန် vision body ကနေဘယ်လိုကြော်လွန်သွားမလဲဆိုတာကြည့်ရအောင်အစင်မြင့်နီးစနစ်ကိုတေချာနားလည်ဖို့ဆိုရင်အခါနီးလန်းတွေကဘာလို့တခါတလေအလုံးမဖြစ်တာလဲဆိုတာကိုအရင်ဆုံးရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်တာမန် basic law က affirmation တွေ vision board တွေလို့အပေါ်ရဲ့နည်းပညာတွေလောက်ကိုပဲအားကိုးတယ်ဒါပေမဲ့ advanced law ကြတော့အဲ့ဒီလိုမဟုတ်ဘူးသူကကိုယ့်ရဲ့အတွင်းစိတ်စွမ်းအင်ကျိန်နှုံ frequency ပေါ့အဲ့ဒါကိုလိုချင်တဲ့တန်းတိုင်နဲ့ကွက်တိကြအောင်ချင်းကြီးပေးတဲ့တိကျတဲ့တိပန်နီးချမူပုံတစ်ခုဖြစ်ပါတယ်တကယ်ကိုအသေးစိတ်ကြတဲ့ခွာခြားချက်ပါပဲဆက်ပြီးတော့အပိုင်းနှစ် FTBA ချင်းငိတ်ချင်းရဲ့ရိုးဝချက်တော့မဟုတ်ဖန်တီးမှုရဲ့ပြီးလေးပြီးအကြောင်းကိုတော့ကြမယ်ဒီတဘောတရားကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။သူကလူသားတွေရဲ့စွမ်းအင်ကိုတီးခြားတိုင်းတာလို့ရတဲ့အစိုက်လေးခုအနေနဲ့အတိအကျခွဲခြားစိတ်ပြထားတာပါ။ FTBA ဆိုတာလူတွေရဲ့ frequency ကိုထိန်းချုပ်မောင်းနှင်ပေးတဲ့အတွင်းရန်တရားရဲ့အတူကောက်စကားလုံးပါ။ဥပမာလေးတစ်ခုနဲ့ပြောရရင်လူတစ်ယောက်ကဝိတ်ချခြင်းချင်းစိတ်တော့အယမ်းပြင်းပြနေတယ်။ဒါပေမဲ့သူ့ရဲ့အတွင်းစိတ်ထဲမှာdiet လုပ်တာဘယ်တော့မှအလုံးမဖြစ်ပါဘူးလို့တွေးနေမယ်ဆိုရင်သူ့ရဲ့စွမ်းအင်ကြီးနှုန်းကလုံးဝကိုလွဲချော်နေပြီလို့ဆိုလိုတာပါပိုပြီးမြင်တောင်ကြောက်ရရင် FTBA ဆိုတဲ့ခန်းစားချက်များအတွေးများယုံကြည်မှုများနဲ့လုပ်ရက်များကိုကာရစီရဲ့ဘီလေးဘီလိုမျိုးမြင်ကြည့်လိုက်ပါတကယ်လို့များဒီဘီလေးဘီကဥတီချက်လေးမျိုးကိုဆွဲငင်နေမယ်ဆိုရင်စဉ်းစားကြည့်ဒီကားရှိကိုဒလမတောင်ကျွေးနိုင်မှာမဟုတ်ဘူးလေဟုတ်တယ်မလားဘီလေးကြီးမဲ့လက်ထပ်ပြီးရက်တောင့်တော်မှာအသေးချပါပဲဒါဆိုရင်အပိုင်း3 we do have the body formula ကိုပြောင်းပြန်လည်ချင်းခါကိုဆက်ကြည့်ကြရအောင်အစစ်မြင့်စွဲငင်အားအတွက်လိုအပ်တဲ့အဓိကစိတ်ပိုင်းဆိုင်ရာပြောင်းလဲကဒီမှာရှိတယ်လူတော်တော်များများပြောရရင်99%လောက်ကပိတ်ဆိုင်ရလာမှအလုတ်ကောင်းရလာမှပြောမယ်ဆိုတဲ့ have to be ပြောင်းပြန်ပုံစံနဲ့ပဲအငြင်းတန်းစောင့်ဆိုင်နေကြတာဒီလားတကယ်တမ်းကွက်တိကြတဲ့ alignment ရဖို့ဆိုရင် be to have model အတိုင်းကိုဖြစ်ချင်တဲ့အောင်မြင်သူတယောက်ရဲ့စိတ်ခံစားမှုမျိုးကိုအရင်ဆုံးကြိုပြီးဖန်တီးနေထိုင်ရပါမယ်ဒါမှသာနောက်ကလှုပ်ဆောင်ချက်တွေကအားစိတ်ထုတ်စရာမလိုပဲအလိုလျောက်ဖြစ်ပေါ်လာမှာပါကဲအပိုင်းလေးစကလုံးများရဲ့တိပ္ပံနည်းကျဆွတ်အားဒေါက်တာမာဆာရူအီမိုတူရဲ့စမ်းသပ်မှုစီကိုရောက်လာပါပြီဒီ theory တွေကိုလက်တွေ့သိပ္ပံနည်းကျအသေးစိတ်သက်သေပြနိုင်ဖို့အတွက်ဘာသာစကားရဲ့ကျင့်လုံးနဲ့ပတ်သက်တဲ့ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတစ်ခုကိုကြည့်ကြစို့ဂျပန်သိပ္ပံပညာရှင်ဒေါက်တာမာဆာရူအီမိုတိုရဲ့နာမည်ကြီးရေစမ်းသပ်မှုဆိုတာကြားပူးကြမယ်ထင်တယ်သူကစကလုံးတွေကရေခဲမော်လီကျူးတဲ့အပေါ်ဘယ်လိုတက်ရောက်လဲဆိုတာကိုအနုကြီးမှန်းပြောင်းအောင်မှာအတိအကျမှတ်တမ်းတင်နိုင်ခဲ့တဲ့love လို့ရေးထားတဲ့ရေကအလွန်လှပတဲ့လက်ဝဲယတနာပုံစံတွေဖြစ်လာပြီး hate လို့ရေးထားတဲ့ရေကအကြီးတန်းပြီး frofer ရဲ့ကွဲအပ်နေတဲ့ပုံစံတွေဖြစ်သွားတာကိုလက်တွေ့မြင်တွေ့ခဲ့ရတာပါဒီအချက်ကဘာလို့ဒီလောက်တောင်အရေးကြီးလဲဆိုတော့လူခန္ဓာကိုယ်ရဲ့80ကနေ80%ခန့်ကရေနဲ့ဖွဲ့စည်းထားလို့ပါပဲအသေးစိတ်စဉ်းစားကြည့်လေနီးညူမှုတိုင်းအစိုးမြင်တွေးတောမှုတိုင်းကခန္ဓာကိုယ်တွေကဆဲဖွဲ့စည်းပုံတွေကိုရိုးပိုင်းဆိုင်ရာတိုက်ရိုက်ပြောင်းလဲသိနေတယ်ဆိုတာတက်ကိုထင်ရှားတော့ပါပြီဒါကြောင့်မို့လို့အောင်မြင်မှုမရှိဘူးဆိုပြီးညှိညွတ်နေတဲ့သူတယောက်ဟာနောက်ထပ်ရှုထွေးမှုတွေအဟန့်သားတွေကိုပဲထပ်ပြီးဆွဲငင်လာမဲ့ကျိန်နှုံးတစ်ခုကိုတက်တက်ကြွကြွထုတ်လွှင့်နေတာနဲ့အတူတူပါတယ်။စွမ်းရင်ဆိုတာသူ့ရဲ့ပြိုက်တူကျိန်နှုံးသူ့အစင်းနဲ့တူတဲ့ຢာကိုသာဆွဲငင်နေမှာရီ။စွမ်းရင်မှာတခြားဘာမှလုပ်နိုင်စွမ်းမရှိပါဘူး။ဒါလေးကိုအမြဲသိရဖို့လိုပါတယ်။အခုအပိုင်း9ကိုဆက်သွားမယ်။ဟိုအိုအိုပိုနိုပိုနိုနီလန်နိတက်ရောက်မှုဒါကတော့ဟာဝိုင်ယီကျမကြီးနီလန်တစ်ခုပါ။ဒီလျိုအပြစ်တဖို့ဆောင်တဲ့ကျိန်နှုံးတွေကိုသိရှိနားလဲကိုဆိုတာကတပိုင်းပေါ့တကယ်တမ်းအဲ့ဓာတွေကိုခန္ဓာကိုယ်ထဲကနေရှင်းထုတ်ပြဖို့တက်အလွန်တိကျတဲ့လို့ထုံလို့နေတခုလိုအပ်ပါတယ်ဟိုအိုပိုနိုပိုနိုလို့ခေါ်တဲ့ရှေဟန်ဟာဝိုင်နီလိုင်းလေးကတော့တောင်းပန်ပါတယ်ခွန့်လွတ်ပါကျေးဇူးတင်ပါတယ်ချစ်ပါတယ်ဆိုတဲ့အစာကြောင်းလေးကြောင်းကိုအသုံးပြုပါတယ်တကယ်ကိုရိုးရှင်းပေမဲ့ဒီအဆင့်လေးဆင့်ကစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအစိတ်တောက်တွေကိုဖယ်ရှားပေးနိုင်တဲ့အလွန်အစွမ်းထက်တဲ့ကျိန်နှုံးတစ်ခုကိုဖန်တီးပေးတာပါဒီနည်းလက်မှာတကယ်ရောအလွတ်ဖြစ်ရလားဆိုတာကိုအတီးပြုနိုင်ဖို့ EEG နဲ့ ECG ဆက်တွေသုံးပြီးရွတ်ဆိုနေစဉ်တွင်လူတွေရဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုအသေးစိတ်ကိုစိတ်ဘက်ဆိုင်ရာသုတရနာတွေကတဆင့်မှတ်တမ်းတင်ထားတာမျိုးရှိပါတယ်ဒီချက်လက်တွေကိုကြည့်ရင်တော်တော်လေးကိုအန်တော့ဖို့ကောင်းလေ
ဒီလိုရိုးဆိုလေ့ကျင်ပြီးမိနစ်နဲ့ငယ်အတွင်းမှာတင်စာစချင်းတစ်မိနစ်ကို80နဲ့ထရအထိရှုပ်ထွေးမြင့်စံတည်တဲ့နှလုံးခုန်လုံးကနေ45နဲ့50အထိတင်ငင်ပြီးညီညွတ်တဲ့နေထားကိုတီးတီးတာတာကိုကြာဆင်းသွားတာတွေ့ရပါတယ်။ဒါဟာခန္ဓာကိုယ်ရဲ့ချက်ချင်းတွန့်ပြမှုပါပဲ။ တချိန်တည်းမှာပဲဦးနှောက်လိုင်းတွေကလည်းစိတ်ဖြီးစီမှုများတဲ့အခြေအနေနေနဲ့9Hz နဲ့14Hz ရာသုံးခါနေရဲ့အလွန်တွန့်ပြမှုအားကောင်းတဲ့ alpha အခြေအနေကိုချက်ချင်းပြောင်းလဲပါပါတယ်။အသေးစိတ်တိုင်းတာမှုတွေကဒီအချက်ကိုခိုင်ခိုင်မာမာသက်သေပြနေရပါ။ဒီအချက်လက်တွေကနေဘာကိုနားလည်ရလဲဆိုတော့အာယုံစူးစိုက်ထားတဲ့ရည်ရွယ်ချက်ဆိုတာလူ့ဝှက်စမ်းကျဲတဲ့စစ်ကူးရင်အယူဆတတ်မဟုတ်ပဲတိုင်းတာလို့ရတဲ့ဇီဝဗေဒဆိုင်ရာကိရိယာတစ်ခုဖြစ်တယ်ဆိုတာပါပဲ။ယူရှင်တဲ့စာကြောင်း၄ကြောင်းကတောင်နှလုံးခုန်နှုံနဲ့ဦးနှုတ်လိုင်းတွေကိုဒီလောက်ထိပြောင်းလဲနိုင်တယ်ဆိုရင်ကိုယ့်ရဲ့အနက်ဆိုင်ဆုံးအတွင်းစိတ်အဟန့်အတားတွေကိုရှင်းထုတ်ဖို့ရမှာဘလောက်ထိအစွမ်းထက်လက်နဲ့တစ်ခုအဖြစ်အထုံးဝင်နိုင်မလဲဆိုတာစဉ်းစားတာကြည့်ပါတော့ နောက်ဆုံးအပိုင်း6ယုံကြည်မှုများကိုချိုးဖျက်ခြင်းမတိစိတ်ကိုပြင်ဆင်ခြင်းဆိုတာကိုလေ့လာကြည့်ကြရအောင် စနစ်တစ်ခုလုံးကိုရှင်းလင်းပြီးတဲ့နောက်မှာတော့ကိုယ့်ကိုနောက်ဆုတ်စီတဲ့တိကျပြီးပုံကွယ်နေတဲ့ယုံကြည်မှုတွေကိုရှာဖွေဖော်ထုတ်ပြီးအစားထိုးတဲ့လုပ်ငန်းစဉ်လိုလာပါပြီဒီကွက်လက်ဖြေဖော်မြူလာလေးကအကောင်းဆုံးယောဂရှောက်ခရီးကိရိယာပဲငါကြောက်ကိုမလုံနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ဆိုတဲ့စာကြောင်းရဲ့နောက်မှာလိုက်လာမယ့်စင်ချေဟာလက်တွေ့ဖေရှာပြရမယ့်တိကျပဲကန့်သက်ချက်ယုံကြည်မှုအတိကျပါပဲဒါကိုရင်ဆုံးသိအောင်လုပ်ရပါမယ် လူတယောက်ရဲ့တကယ်ဦးစားပေးမှုဆိုတာသူတို့ပါဆက်ကပြောင်းနေတဲ့အရာတွေမဟုတ်ပါဘူးတကယ်တမ်းသူတို့ရဲ့အချိန်ငွေကြေးအာယုံဆိုင်မှုနဲ့ရုပ်ပိုင်းဆိုင်ရာနေရာတွေကိုဘယ်ရာအတွက်အသေးစိတ်ပြည့်စက်နေတယ်လဲဆိုတာကသာသူတို့ရဲ့စစ်မှန်တဲ့တမိုးထားမှုကိုတိုင်းတာနိုင်ပါတယ်ဒါဟာပြက်ခရင်တင်နဲ့ပန်ကောက်ဆိုင်ရင်းတွေကလက်တွေ့သက်သေပြနေတဲ့ငင်းမရတဲ့အမှန်တရားပါ ဒီလိုမတိစိတ်ကနေစွမ်းငင်ချင်းအလုတ်လုံနေတာကိုနာမည်ကြီးအဆိုတော် Diogenes ရဲ့ဖြုတ်ရမှာချင်းချင်းရှာရှာတွေ့နိုင်ပါတယ်။သူဟာနာမည်မကြီးခင်2010ခုနှစ်လောက်ကတည်းကသူ့ရဲ့တာမန်အခန်းငယ်လေးထဲမှာမန်ရှိရပ်ပြီးပရိသတ်ထောင်ပေါင်းချီရှိတဲ့ပွဲကြီးတွေမှာဖြုတ်ပြနေရတယ်လို့မျိုးအသေးစိတ်ပုံဖော်လေ့ကျင့်ခဲ့ပါတယ်။ဒီလေးအကျင့်ဟာသူ့ရဲ့လက်တွေ့အသက်မဝင်ဝမ်းကြောင်းမှအောင်မြင်ခင်ကတည်းကသူ့ရဲ့ FTPA ကိုအောင်မြင်မှုနဲ့လုံးဝကွက်တိထပ်တူကြောင်းလှုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အလားတူပဲနောက်ထပ်ဥပမာတစ်ခုအနေနဲ့နီးပြ Mitesh Khatri ရဲ့အဖြစ်အပျက်ကိုကြည့်ရအောင်သူဟာနာမည်ကျော်မင်းသားကြီးအမီတာဘချိန်နဲ့အလုပ်လုပ်သူအငင်းပယ်ခံရပြီးနောက်မှာတော့စိတ်တောင်မကြပဲ double happiness ဆိုပြီးအောင်ပွဲခံကသူ့ရဲ့မြင်မာတဲ့ချိန်တုန်းကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်အဲ့ကျူဆက်အနေနဲ့တင်ပတ်အနေငယ်အကြမှာတင်နောက်ထပ်နာမည်ကျော်မင်းသားယတိရှုရှင်ကိုအလွယ်တကူဆွဲငင်နိုင်ခဲ့ကြောင်းအတိအကျသက်သေပြခဲ့ပါတယ်ချိုးပြီးပြောရရင် advanced law of attraction ဆိုတာတကယ်ကိုတိုင်းတာတွက်ချက်လို့ရတဲ့တစ်ပြန်ပညာရပ်တစ်ခုပါလူသားရဲ့ကျင့်သုံးတိဆောက်ပုံမူပေါင်းအသေးစိတ်ကိုဖော်ထုတ်ပြီးတွားတဲ့နောက်မှာတော့စဉ်းစားစရာတစ်ခုပဲကျန်ပါတော့တယ်မတိစိတ်ရဲ့ပုံမှန်ကျင့်ဟောဒီအကြိုင်ပဲအလိုအလျောက်ဆက်သွားကြမလားဒါမှမဟုတ်တိကျတဲ့ FTP ရဲ့ချင်းကြီးမှုကတဆင့်ကိုယ့်ရဲ့လက်တွေ့ဘဝကိုတက်တက်ကြွကြွပုံဖော်ဖန်တီးကြမလားဆိုတာပါပဲဒါဟာဝိသုကရှင်ကိုယ်တိုင်ရဲ့ရွေးချယ်မှုအပေါင်းမှာပဲလုံးဝမူတည်နေပါတော့မယ်ဒီကနေ့တင်ဆက်မှုလေးကိုဒီမှာပဲရင်နာခွင့်ပြုပါအားလုံးပဲနောက်ထပ်လေးလာစူးစိုင်းစရာအစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်